ကဲတော့ချက်သားသမီးများအတွက်9လပိုင်း1လစာတဲတော်ဟောကိန်းလေးဖြစ်ပါတယ်ကျွန်မကတော့ကမြတ်စိတ်ကဆမစိတ်လိုက်နေဖြစ်ပါတယ်ရှင်တော့ချက်သားသမီးများတဲ့ဒီ1လတာကာလအတွင်းမှာတဲ့ကိုလုံနေတဲ့အလုပ်အကိုင်တွေမှာတဲ့ဟိုကလည်းမပြည့်ပြတ်တယ်လို့ဒီကလည်းမပြည့်ပြတ်တယ်လို့မျိုးဖြစ်နေရတတ်တဲ့အဲ့တော့ပျော်ရွှင်နဲ့ဆက်သွားမယ်ဆိုရင်တော့လုပ်ငန်းကိစ္စအဝါတွေကပြီးပြတ်ပြီးတော့ဒီ1လတာကာလအတွင်းမှာအောင်မြင်မှုရှိတယ်တဲ့အခြေအိမ်တိုင်းနဲ့ပတ်သက်လာရင်တော့စိတ်နှင်းငယ်ပင်ပန်းတတ်တယ်စိတ်ရှုပ်ရတတ်တယ်ဒီတလာတာကာလာတို့မှာလှုပ်ရှားမှုလည်းများနေရနော်ဟိုသွားလိုက်ဒီသွားလိုက်ဟိုကိစ္စဒီကိစ္စတွေလည်းအရန်များနေတတ်တယ်စီးပွားရေးငွေကြေးနဲ့ပတ်သက်လာရင်တော့အထူးကောင်းမွန်တဲ့အချိန်ကာလမျိုးဖြစ်နေတတ်တယ်တဲ့မိမိယူရထားတဲ့ကိစ္စမိမိလုပ်ချင်တဲ့ကိစ္စရဲ့တွေပွင့်လန်းခြင်းတိုးတက်ခြင်းအောင်မြင်ခြင်းတွေကြုံလိမ့်မယ်တဲ့ကိုကတော့စိတ်ပေါ်ပါထားဖို့လိုတယ်နော်တခါလေကြာရင်အရန်လုပ်ချင်ကိုင်ချင်တာအများပြီးစိတ်ဖိအားတွေများလာတာမျိုးကြီးကြုံတွေ့ရတတ်တယ်တဲ့အခြေအနေနဲ့ပတ်သက်လာရင်လည်းကံကောင်းတဲ့အချိန်ကာလမျိုးပါတဲ့အကြီးအကဲမဆာကိန်းရှိတယ်ကြီးသူမဆာကိန်းရှိတယ်လုပ်ငန်းအသစ်ဝင်ကိန်းရှိပါတယ်တဲ့ငွေကြေးနဲ့ပတ်သက်လာရင်လည်းငွေကံကောင်းတဲ့အချိန်ကာလရေချားမြေချားနိုင်ငံခြားနဲ့ပတ်သက်လာပြီးတော့တိတ်ပြီးတော့အဆင်မပြေပေမဲ့လူမျိုးခြားဘာသာခြားကြတော့လေမဆာကိန်းရှိနေကိုယ်နဲ့ပတ်သက်တဲ့လူမျိုးခြားဘာသာခြားတွေနဲ့အဆင်ပြေတာမျိုးရှိနေတတ်တယ်ဖျားဖို့ခီးလို့ခီးမျိုးတွေတွားတတ်တယ်မိသားစုဆွေမျိုးမိတ်တင်ဟာတွေနဲ့တွေ့ဆုံရတတ်တယ်မိတ်ဆွေအဟောင်းတွေနဲ့ပြန်ပြီးဆုံတွေ့ရတာမျိုးတွေရှိတတ်တယ်တဲ့နော်အဲ့တော့ဘာလို့တွေးရမလဲလက်ပွင့်အောင်လို့မိမိအိမ်ဖျားခြင်းတက်ရှိရေးလုပ်ပါတဲ့ဒီတလားတာကာလအတွင်းမှာကြောက်လေးဝင်လာတတ်တယ်နော်အနာလေးပါပေမဲ့လို့အဆောင်ပြင်းနဲ့ဆောင်ထားပါတဲ့ကိုယ့်အတွက်အဆောင်ဖြစ်သွားတတ်တယ်တမိုးရှိတာမရှိတာတဲ့ကြောက်လေးတစ်လုံးဝင်လာတတ်ပါတယ်နော်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်မိမိရဲ့အိမ်ဖျားကိုခုနပြောသလိုတက်ရှိရေးလုပ်ပါဖျားမှာကောင်းချင်းပေါင်းနော်ဘိုးတော်တွေရှိရဆိုရင်လည်းအဘဘိုးဘုအောင်တော့ဘာဘုအောင်ရှိရဆိုရင်လည်းကောင်းချင်းပေါင်းမကြခဏမိမိအိမ်ဖျားမှာလူပေးပါပို့ပြီးအပွင့်တက်တွေရပါလိမ့်မယ်ရှင်လက်ကီးနံပါတ်အနေနဲ့က3နေ9နေနှစ်တွေအကျိုးပေးပြီးတော့ကာလာအနေနဲ့ကအဝါနုအပြာအစိမ့်နုတွေအကျိုးပေးပါတယ်ရှင်ကဲမိတ်ဆွေများအားလုံးပဲကံကောင်းကြပါ